ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပေါ့နော်ပြောပြချင်တာကတော့ဒီ project အသေးသားလေးပေါ့နော်သူ HTML form ကနေပြီးတော့ဒီ data တွေကိုပေါ့နော် PHP ကိုပို့ပြီးတော့ပေါ့နော်ဘယ်လိုအလုပ်မလဲဆိုတာ project လေးပေါ့နော်အဲ့ဒီ project ကိုမပြောခင်မှာကျွန်တော်တို့အဲ့ဒီအရင် run တဲ့အခါပေါ့နော်ထွက်လာတဲ့ output ပုံစံလေးကိုအရင်ပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကဒီမှာဒီ coding week ဆိုပြီးတခုခုဥမာကိုကPaying name တခုခုပေါ့နော်ရိုက်ခဲ့လိုက် ZA ထားပါZA တခုဆိုပေါ့နော်အဲဆို coding week ဆိုပြီးအဲ့လိုပုံစံမျိုးလေးဖြစ်အောင်ကျွန်တော်တို့က PHP နဲ့ HTML ကိုတွဲပြီးတော့လုံးမှာဖြစ်ပါတယ်ဒါဆိုရင်return ပြန်သွားလိုက်ဒီလိုပုံစံမျိုးပြန်ရအောင်ပဲပေါ့နော် enter your name ဆိုပြီးတော့အထာကိုအဲ့ဒီလုံးဆောင်ပုံကျွန်တော်တို့ကဒီမှာ HTML နဲ့ PHP ကိုသုံးပြီးတော့ကုတ်ရေးမယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုတစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ပထမဆုံး index.html file ကိုကြည့်မယ်ပေါ့နော်ဒီမှာကျွန်တော်ကဒီ project ပြောတဲ့အတွက်ကြောင့်မလို့ဒီအနည်းဆုံးစလေ့လာတဲ့သူတွေကတော့ဒီ video ကိုကြည့်မှာမဟုတ်ဘူးပေါ့နော်အနည်းဆုံးအခြေခံရှိပြီးသားလူတွေဖြစ်အဲ့လိုလူတွေကကြည့်မယ်ဆိုတော့ဒီအပိုင်းတွေကိုတော့မပြောတော့ဘူးပေါ့နော်ဒါကတော့ကိုယ့်ဘာကိုရှားကြည့်လိုက်ရတယ်ပေါ့နော်ချက်ကြည့်ပြီးတော့ဘာလို့မှာဟုတ်ပြီအဲ့တော့ပြောချင်တာကဒီမှာခုနကဒီ body အပိုင်းပေါ့နော်heading coding week ဆိုပြီးတော့ရေးထားတယ်ပေါ့နော်အဲ့ဒါလေးကခုနနေရာမှာခေါင်းစဉ်မှာပေါ်ရင်ပေါ့နော်ဒီမှာ coding week ဆိုပြီးတော့ပေါ်မယ်အဲ့ဒါကခေါင်းစဉ်ပေါ့နော်ဟုတ်ပြီသူအဓိကပြောချင်တာဒီ HTML file ကနေပြီးတော့ data တွေကိုပို့မှာပေါ့နော်PHP ကိုပို့မယ်ဒီ data တွေကို PHP ကိုပို့မှာပေါ့နော်ဟုတ်ပြီအဲ့တော့found ဆိုတဲ့ပုံစံလေးရဆိုတော့သူက data တွေကိုဘယ် file ကိုပို့မလဲဆိုတော့သူကသတ်မှတ်တာပေါ့နော်ဒီ found FORN ဆိုတဲ့ဒီ found ဆိုတဲ့ဒီအစအနေအဆုံးဒီကြားထဲမှာ data တွေကိုဘယ်ကိုပို့မလဲဆိုတာသတ်မှတ်နေအဲ့ဆိုလို့ရှိရင်ပေါ့နော်ဒီကျွန်တော်တို့ကဘယ်ကိုပို့မလဲဆိုတာသတ်မှတ်မှာအဲ့မှာဆိုရှင် action ဆိုတာကကျတော့လှုပ်ဆောင်ချက်ပေါ့နော်လှုပ်ဆောင်ချက် answer.php ဆိုတဲ့ဒီမှာဒီ php dd file ပေါ့နော်အဲ့ဒီကိုပို့မှာ action answer.php ဒီလိုဒီမှာ answer တော့မဟုတ်ဘဲနဲ့ answer ဒါပြီးတော့project.php ဆိုလည်းပဲဒီမှာ project.php ရေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့အဓိကဒီ file ကိုဒီ data တွေပို့ချင်တာဟုတ်ပြီသူက method ပထမဆုံးပို့မယ်ပို့တာတော့ဟုတ်ပြီနော်နောက်က method လာမယ် method ကကျတော့သူကဘယ်လို method နဲ့ get ဆိုတဲ့ method နဲ့ပို့မယ် method တွေပေါ့နော်နောက်တစ်ခုက POSD လည်းရှိသေးတယ် get ဆိုတဲ့ method ကကျတော့အခုဒီတစ်မျိုးပေါ့နော်get ဆိုတဲ့ method ကကျ UI ကိုမြင်ရတယ်အဲ့တော့ကျွန်တော် UI ကနောက်မှရှင်းပြမယ်ပေါ့နော်အဲ့ဆိုရင် get ဆိုတဲ့ method နဲ့ပို့မယ်ဟုတ်ပြီအဲ့မှာဆိုရင် input ထဲမှာကျတော့ name ကကျတော့ user name ပေါ့နော်user name သုံးမဲ့ user name သုံးမဲ့နာမည်ပေါ့နော်ခုနလိုတော့မှာ user name ဆိုတော့ရိုက်လိုက်တယ်ပေါ့နော်ဒီမှာဒါတော့ZAW ဆိုတော့user name ပေါ့နော်ဒါ user နေရိုက်တာ user နေရိုက်တဲ့ name ဆိုတာမှာထွက်လာမယ်ဆိုပြီး coding week ဆိုပြီးထွက်လာမယ်ပေါ့နော်user name ကိုခေါ်တယ် placeholder ကျတော့ဒီမှာကျွန်တော်မရိုက်ခင်မှာဒီမှာပေါ်နေတယ်ပေါ့နော် enter your name ဆိုတာ placeholder လေးပေါ့နော်ဟုတ်ပြီအဲ့ဆိုရှင်ဒီမှာဆိုရှင်သူကဒီမှာ input ထဲမှာဒီကောင် input ဆိုတာကကျတော့ခုနလိုသူဒီကကျွန်တော်တို့ရိုက်လို့နှိပ်လို့ရမယ်ဟာမျိုးလေးပေါ့နော်အဲ့ဒီထဲကိုထည့်ထားလို့ရှင်ကျွန်တော်တို့ခုနလိုလုပ်ရမယ်အဲ့မှာ input မှာဆိုရှင်နောက်တစ်ခုက type equal to submit ပေါ့နော်submit လုပ်လိုက်နေတခုပေါ့နော်ကိုက submit လုပ်လိုက်လို့ရှင်အဲ့ဒီဘယ်လုံးဆိုတာခုနကိုရိုက်တဲ့ဇော်ဆိုရင်ဇော်ပေါ့နော်အဲ့ဒီဟာကိုပေးပို့လိုက်တာ submit ကိုနှိပ်လိုက်တာ ਨੇ အဲ့ဒီ data တွေကကျတော့ဒီ PHP တွေကိုပို့သွားပြီဘာကြောင့်လဲဆိုတော့ answer.php ကိုကျွန်တော်တို့ကပို့ဖို့အတွက်ကိုရေးထားတာပေါ့နော်ဟုတ်ပြီအဲ့တော့ PHP ကိုဒါကျွန်တော်တို့ကပထမဆုံးပို့လိုက်ပြီအဲ့တော့ PHP ကိုပို့မယ်ဆိုရင် PHP ကလည်းလက်ခံမယ်မဟုတ်လားအဲ့လက်ခံမယ်ဘယ်လိုလက်ခံမလဲဆိုတော့မှသူကဒီအပေါ်ကနေတော့မပြောတော့ဘူးပေါ့နော်အဓိကဒီ PHP ကနေလက်ခံမယ်ပုံစံမျိုးလေးကိုပြောမယ်ဒါကတော့ PHP ရဲ့ပုံစံပေါ့နော်ရင်းနေအမှ PHP ရဲ့ဒါအလွတ်ချက်ထားမှာပေါ့နော်အမှဒါဆိုရင် PHP ဆိုတာတည်တာမယ် echo ECH ဆို echo ဆိုတာကကျတော့သူကဒီပြတဲ့ပုံစံမျိုးပေါ့နော်ကိုကscreen မှာပြတဲ့ဟာကိုပြောတာ ECH ဆိုတာဒါ PHP ရဲ့ default ပေါ့နော်အမှသူကယူမယ်ဘယ်လိုယူမှာလဲဆိုတော့$sign ပုံစံလေးနဲ့ get ဒါအလွတ်ချက်ထားမယ်ဟာဒီပေါ့နော်ဟုတ်ပြီယူမယ်ဘာလို့လဲ user name ကိုယူမှာခုနကျွန်တော်တို့ကပို့မယ်လေဒီမှာဒီ user name ကိုPHP ကိုပို့လိုက်မယ်ပေါ့နော် answer.php ကိုပို့လိုက်မယ်AHP ကလည်းဒီ user name ကိုယူမယ်ဟောပေါ့နော်ယူပြီးတော့သူကပြန်ပြီးတော့ဆိုလို့ရှိရင်ဒီ index.html ထားတော့အခုလောလောဆယ်ဒီ user name ကိုယူမယ်လို့ပဲမှတ်လိုက်ပေါ့နော်ဟုတ်ပြီ
ယူလိုက်မယ်အဓိကသူ့ရဲ့အဓိပ္ပာယ်ကကြတော့ပေါ့နော်ဒီ HTML file နေပြီးတော့ get method နဲ့လာတဲ့ data တွေကိုယူတာဒါကြတော့ HTML ကနေပြီးတော့ get ဆိုတဲ့ method နဲ့လာတဲ့ဟာတွေကိုသူကယူတာဒါကြောင့်မလို့သူကဒီ user ကနေပြီးတော့ရိုက်လိုက်တဲ့ name ကိုဒီကောင်ကနေပြီးတော့ပြန်ထုတ်ပေးလိုက်တယ်ပေါ့နော်ဒီ PHP ကနေပြီးတော့အဲ့တော့နောက်တစ်ခုကကြတော့ဥမာကျွန်တော်တို့ဒီ reset လေးကိုကြည့်ကြည့်မယ်ပေါ့နော် reset ကိုကြည့်ကြည့်မယ်ဆိုရင်ခုနပြန်ပြီးတော့ဒီမှာသွားမယ်ခုနလိုထားပြီးတော့ကျွန်တော်တို့ကဇော်မှုတ်ပဲနဲ့နောက်တစ်ခုကအောင်လို့ရိုက်ကြည့်လိုက် AUNG အောင်ပေါ့နော်အောင်လို့ရိုက်လိုက်လို့ရှိရင်ဥမာဒါတော့ကျွန်တော်တို့ကအောင်ဆိုတဲ့ဟာလေးကိုရိုက်လိုက်လို့ရှိရင်ဒီမှာပေါ့နော်ရိုက်လိုက်တဲ့ခါမှာဒီမှာ name user name ကနေ user ကနေအဲ့အောင်ဆိုတဲ့ name ကိုရိုက်လိုက်တာမဟုတ်လားရိုက်လိုက်လို့ရှိရင်ရိုက်လိုက်ပြီအဲ့ဆိုရင်ဒီ HTML ပို့မယ်အဲ့တော့ဘာလုပ်ရမလဲဆိုတော့ဒီမှာအဲ့အောင်ဆိုတဲ့ bin လေးကိုကျွန်တော်တို့က submit ဆိုတဲ့နှိပ်လိုက်ရမယ်ပေါ့နော်အဲ့ဆိုရင် HTML နဲ့ကိုရောက်သွားပြီဟိုမှာအဲ့ HTML ပို့လိုက်ပြီနှိပ်လိုက်ပြီဆို HTML နဲ့ရောက်သွား HTML ပြန်ပြီးတော့ဒါကိုထုတ်ပေးတယ်အောင်ဆိုပြီးတော့အဲ့လိုပုံစံပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်အဓိကကျွန်တော်တို့တတိထမဲ့အချက်ကပေါ့နော်ဒီ URI ကဘလို့အလုပ်လုပ်လဲပေါ့နော်ဥမာဆိုရှင် URI ဆိုတာကကြတော့ပေါ့နော်ဒီအသေးသေးကျွန်တော်ရှင်းပြမယ်ပေါ့နော် URI နဲ့ပတ်သက်ပြီးတော့UI ကကြတော့အဲ့ဆိုလို့ရှိရင် URI ပေါ့နော်ကျွန်တော် URI ကိုတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော် UI ဆိုတာကကြတော့ဥပမာဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုရှင်းပြရမလဲဆိုလို့ရှိရင်ဒီကျွန်တော်ခု run နေတဲ့ဟာကကြတော့ပေါ့နော်ဒီ local မှာပဲရှိတယ်ပြောရင်ဒီ Kumura တွေက file တွေကိုပဲကျွန်တော် run နေတာအဲ့ဆိုလို့ရှိရင်ပေါ့နော်ဒီမှာဆိုလို့ရှိရင် http ဒါကြတော့ကျွန်တော်locan host local host ဒီ Kumura တွေက file တွေကိုကျွန်တော် run နေတာအဲကြောင့် local host ပေါ့နော်ဟုတ်ပြီအဲ့ဆိုဘာကို run မှာလဲဆိုတော့ကိုကအရင်ထားတော့မယ်ပေါ့နော်ကိုရထားတော့ Kumura တွေက local server ပေါ့နော် local server ကို run နေတာအမှဆိုရှင်ကိုကဒီ local server ကlocal host ပေါ့နော်local server ဟုတ်ပြီအဲ့မှာဆိုရှင်ကိုကဘာကို run မှာလဲထားပြီးတော့အခု answer.php ကို run မှာမလားanswer.php အမှဒီ question mark ဆိုတာကကြတော့သူက data တွေကိုစတင်ပြီးdata တွေစတင်ပြီးဆိုတဲ့အမှတ်သားလေးပေါ့နော်တနည်းအားဖြင့် data ဆိုခုနက user name ပေါ့နော်user ကနေရိုက်လိုက်တဲ့ name ထားတော့ user name equal ထားတော့ဥမာ AW ဆိုဒါ data စတင်တာဒီတိကကြတော့သူ့ရဲ့ file နေပေါ့နော်အဲ့ဒီ local ထဲမှာရှိနေဘာလို့ answer.php လို့ပြောရလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်ကြည့်လိုက်ကျွန်တော်ခု run နေတဲ့ file ကကြတော့နိုင်နော်ဒီကောင်ကဒီအခြေခံတွေကနောက်မှပြန်ပြီးတခြားရှင်းပြမယ်ပေါ့နော်ခုလုံးနားမလည်ဘူးဒါတော့ကျွန်တော်လုပ်လိုက်တာဆိုတော့ဒီ project အတွက်ကိုရှင်းပြတာဆိုတော့လေဒီမှာဆိုရှင် answer.php ဒီ local ဆိုတာဒီ Kumura ထဲမှာရှိနေတဲ့ဒီ file ကိုကျွန်တော်ကrun လိုက်တယ်ဒီ file ကိုကျွန်တော်ကနေပြီးတော့run မယ်ပေါ့နော်ဒီ file ကို run မယ်အကြောင်းလို့ဒီမှာရေးလိုက်တယ် answer.php ဆိုပြီးတော့ပေါ့နော်ဒီနှစ်ခုအလုပ်လုပ်တာဒီနှစ်ခုပဲခုလောလောဆယ်သုံးတာပေါ့နော် answer.php index.html အဲ့တော့ answer.php ပြောအမှဆိုရှင် question mark ဆိုတာဒီ data တွေကိုစတင်မယ်ဆိုတော့အမှတ်သားတနည်းအားဖြင့်တခြားရှင်းပြမယ်ပေါ့နော်ပြီးလို့ရှိရင်ထပ်ပြီးတော့နားလည်လိမ့်မယ်ကျွန်တော်အခုကအသေးစိတ်ကစရှင်းပြနေတာဆိုတော့ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဒီမှာပေါ့နော် run မယ်ပြီး user ကနေပြီး name တစ်ခုကိုရိုက်ထည့်လိုက်မယ်ပေါ့နော် zol ဆိုပြီးတော့အဲ့လိုအဲ့ဆိုရင်ဒီမှာ zol ဆိုပြီးတော့ဖြစ်လာမယ်ဟုတ်ပြီတနည်းအားဖြင့်အဲ့မှာဆိုရင် user name ကကြတော့ input လုပ် user name user ကနေပြီးတော့ပေါ့နော် input လုပ်လိုက်တယ်တနည်းအားဖြင့် zol ဆိုပြီးတော့အဲ့ဒီ equal ဆိုတာကကြတော့ဒီအဲ့ဒီ zol ဆိုတဲ့ value ကို assign ဆိုတာတက်မှတ်လိုက်တာပေါ့နော်ထားရှိလိုက်တယ်ဥပမာဆို zol က user နေ zol လို့ရိုက်လို့ရှိရင်အဲ့ဒီရိုက်တဲ့ value ပေါ့နော် user နေရိုက်တဲ့ value ဒီမှာ equal ဆိုတာတက်မှတ်တာ
ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကဒီနောက်ဥမာတစ်ချက်ပြကြည့်မယ်ပေါ့နော်ခဏလေးဒီမှာဆိုဒါကိုတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော် Cloud ထဲမှာ local host UI ကိုကျွန်တော်ရှင်းတာပေါ့နော် local host ခုန practice ထဲမှာပေါ့နော် practice ဆိုတာကကြတော့ local host ဆိုတာဒီကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိနေတဲ့ practice ဆိုတဲ့ file ပေါ့နော်ကျွန်တော်ဘယ် file အောက်မှာလဲဆိုလို့ရှိရင်ကြတော့ဒီမှာပေါ့နော် sorry practice ဒီ practice ဆိုတဲ့မှာပေါ့နော် file folder ပေါ့နော် practice ဆိုတဲ့ folder အောက်မှာရှိတယ်ပေါ့နော် practice ဆိုတဲ့ folder အောက်မှာရှိတယ်မှာ answer.php တောင်းရှိ index.htm ကိုကျွန်တော်တို့က run မှာဟုတ်ပြီအားကြောင့်မလို့ဒီ local ဟောတာကိုယ့်ရဲ့ကွန်ပျူတာတနားပဲ Facebook တို့ဘာလို့ကြာ global ဖြစ်သွားပြီပေါ့နော်ဒါ local ဆိုတော့ကိုယ့်ရဲ့မိမိ local network အတွင်းမှာပဲရှိတယ်ဟာကိုက run တာဟုတ်ပြီအဲ့ဆိုခုလိုအခြေအနေမျိုးမှာဆိုရင်ဒီမှာ index.htm တနည်းအားဖြင့် answer.php ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုကိုကတခုဒီမှာ URI ကိုပြောတာပေါ့နော် URI ကဘယ်လိုလုပ်မလဲဆိုတာတစ်ချက်ကြည့်ကြည့်မယ်ဒီမှာအဲ့ဆိုရင်ခုနထားပြီးတော့အောင်လို့ဇောလို့တစ်ချက်ရိုက်ကြည့်လိုက်မယ်ဇောလို့ရိုက်ကြည့်လိုက်ဟုတ်ပြီအဲ့လိုရိုက်ကြည့်ပြီးတော့ submit နှိပ်လိုက်ဒီမှာသူပြောင်းသွား URI ဘယ်လို local host အောက် local ထဲမှာ practice ဆိုတဲ့ folder အောက်မှာ answer.php ဆိုတဲ့ဟာကို run လိုက်တယ်ဒီမှာ data တွေကိုစတင်ပြီးတော့ user နေဖတ်လိုက်တယ်ဟုတ်ပြီဘာလို့ဆို user ကနေပြီးတော့ခုနဇောဆိုတဲ့ဟာကိုရိုက်လိုက်တယ်မလားအဲကြောင့်မလို့ user နေဇောဆိုတဲ့ user equal ဇောဆိုတဲ့ UI ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဘာလို့ဆို user ကနေပြီး input ပေးလိုက်တာအဲ့ဇောဆိုတဲ့ဟာ input ဆိုတာတွင်လိုက်တာပေါ့နော်ရိုက်လိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပုံစံမျိုးဖြစ်သွားတာတစ်ချက်ပြန်ကြည့်မယ်ပေါ့နော်ထားတော့ဒီမှာ user နေပြီးတော့အောင်ဆိုပြီးတော့ input လုပ်လိုက်မယ်ရေးရွမ်းကြည့်အောင်ဒီမှာဆိုရင် submit ကိုနှိပ်လိုက်မယ်ဘာဖြစ်သွားလဲမှာ user နေပြီးတော့ equal အောင်ဆိုဖြစ်သွားဒီမှာတခြားပြန်ကြည့်မယ်ဒီနာကနေပြီးဒီထိရကြတော့ folder အဲ့မှာသူကပါလေ insert.php ကို run မယ် run ဖို့အတွက်ကဒီ sorry insert.php ကိုပေါ့နော်ဒီကျွန်တော်တို့ကပထမဆုံး input name answer.php ကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုရှင် run လိုက်မယ်ပေါ့နော် run ပြီးတော့အမှဒီ data တွေကိုသူကdata တွေကိုစတင်မယ်ပေါ့နော်အဲ့ဒီ data တွေကိုစတင်မယ်ဆိုတော့ question mark ကကြတော့သူကမေးခွန်းမဟုတ်ဘူးပေါ့နော် data တွေကိုစတင်မယ်ဆိုတော့ပြောအမှဘယ်လိုစတင်မလဲ user name ကနေပြီးတော့ဒီမှာဒါလေးနဲ့တွဲခြင်းတည်လာမယ်။မှဆိုရင် data တွေကိုစတင်မယ်ဆိုတော့ဒီ data တွေပေါ့နော်။ဒီ data တွေကိုစတင်မယ်လို့ပြောလိုက်တာ။ answer.php တွေကိုပြောရင်ပို့တော့မယ်ပေါ့နော်။အဲ့မှာဆို user ကနေပြီးတော့ရိုက်လိုက်တယ်။အောင်ဆိုပြီးရိုက်လိုက်တဲ့အခါမှာဒီမှာအောင်ဆိုပြီးသွားပေါ်တယ်ပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့သွားမယ် PHP ကိုသူကပို့လိုက်တာပို့ပြီးတော့မှ PHP က command တက်နဲ့ယူပြီးတော့ပြန်ပို့တာပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဒါပြီးလို့ရှိရင်ကျွန်တော်တစ်ချက်ကြည့်မယ်ပေါ့နော်ဟာPHP အပိုင်းကိုတစ်ချက်ကြည့်မယ်အဲ့ဒါကိုပို့လိုက်တဲ့အခါမှာဆိုရင်မှာ found action နဲ့ပေါ့နော် answer.php method ကဆိုပြီးပို့လိုက်ဒါပဲကျွန်တော်ပြန်ကြည့်မယ်နော်ဒီမှာဆို found action answer.php get method နဲ့ပို့လိုက်တာပေါ့နော် method က get ဆိုတဲ့ method နဲ့ပို့လိုက်တဲ့အချိန်မှာပို့လိုက်ပြီးတော့ submit ဆိုတဲ့submit ကိုကျွန်တော်နှိပ်လိုက်တဲ့အချိန်မှာ PHP ကနေပြီးတော့input box မှာဖော်လို့ရလိုက်တယ်ပေါ့နော် browser နေ UI တဲကိုထည့်ပြီးတော့ browser ကနေပြီးတော့ဒီ browser ကနေပြီးတော့ UI နဲ့ကိုထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့ပို့လိုက်တယ်အဲ့အချိန်မှာဒီမှာမပေါ်သေးဘူးပုံမှန်အဖြစ်တော့ဒါအရင်မြန်လို့ပေါ့နော်အဲ့အချိန်မှာ user name အောင်ဆိုပြီးတော့ထည့်လိုက်တယ်ပေါ့နော်ထည့်လိုက်ပြီးတော့ပို့လိုက်တယ်တဲ့ user တော့အောင်လို့ပဲရိုက်တာဒါပေမဲ့အဲ့ဒီ user name equal အောင်ဆိုတာဒါ UI ကနေအလုပ်လုပ်တဲ့ပုံစံပေါ့နော်အဲ့နေပြီးတော့ဒီတဲကိုထည့်လိုက်တဲ့အခါမှာ PHP ကနေပြီးတော့ command နဲ့ယူတယ်ယူပြီးတော့ပြန်ပို့တယ်ပေါ့နော်ပြန်ပို့တဲ့အခါမှာအောင်ဆိုပြီးတော့ဒီ browser UI ဖြစ်သွားတာပေါ့နော်နည်းနည်းနားလည်လားမသိဘူးနည်းနည်းတော့တခြားပြန်ကြည့်ရင်တော့ဒါလေးရမယ်ပေါ့နော်နောက်ဆုံး result ကအောင်လို့ထွက်လာတာဒီသူ့ရဲ့လှုပ်ဆောင်ချက်ကတော့ဒီ login တို့ရှင်ကတော့ဒါပဲပေါ့နော်အဲ့လို